ကိုလေးကျွန်တော်ကိုလေးရန်ကုန်ဆင်းလာပြီးတော့ပရောင်းဆုံးအခွေလုပ်ဖြစ်တဲ့အကြောင်းပြောပြပါလားနည်းနည်းလောက်ပထမကျောင်းမှာကျတော့ဆိုဖို့အဓိကမဟုတ်ဘူးကွာဟုတ်တည်ရမှန်းသူများဆိုလိုက်တီးပေးရတာဟုတ်နေ့ဆိုလဲကျောင်းမတက်ပဲတီးညဆိုလဲကမ္ဘာလေးဆောင်နေလိုက်တီးအဲ့မှာတငယ်ချင်းတကောင်ကဒီကောင်ကဆွဲကြိုးရောက်မိမယ်လေမင်းစီးပြီးချောင်းမလားတော့ချာလေးဆွဲလေးဆိုပြီးတော့ KD ကတချင်းနေရေးပေါ့ငါတော်ရီဝေစီကတချင်းနေစုဟုတ်တောင်းပြီးတော့ငကားရေးပြီးကြတာပါအဲ့ကောင်အဲ့နဲ့ဘယ်တီဝမ်းနဲ့တွင်းရမလဲရန်ကုန်တီဝမ်းနဲ့ပဲတီတွင်းမှဖြစ်ကောင်းမှာပေါ့နော်အချင်းပုံစံတွေပါတယ်ရန်ကုန်တီဝမ်းနေနဲ့ပဲတွင်းမှကောင်းပါပဲအဲ့ချိန်ဘယ်သူခွေအဲ့ဒီချိန်မှာခေတ်စားတာ Emperor Iron Cross ကိုခေတ်စား Iron Cross ကအဲ့တုန်းကတိတ်ပြီးတော့တားကြီးနာမည်မကြီးသေးဘူးပေါ့နော်နောက်ဆုံးရန်ကုန်ငေါ့ကောင်ရထားစီးပြီးရောက်လာထိတ်ဆုံးဆက်လာကိုလွန်မန်နေဂျာကိုလင်းစီဖုန်းဆက်ခမဝါနဲ့မြင်မှုလေးဦးလေအဲ့တော့ဟုတ်မြင်လေးခက်ချိုချိုဆက်လာခမဝါ Iron Cross ကိုဆက်သွယ်ရမယ်ဆိုဟယ်လိုပေါ့Iron Cross ကလာဟုတ်ပါတယ်ကိုလွန်မှာအခုကျွန်တော်မနေ့ကကျွန်တော်ဒေးအဆူတော့ဘယ်သူလဲတချင်းစုမန်တူကဘယ်သူလဲလေးဖြူပါကျွန်တော်ပါဆိုဖုန်းထဲမှာကြားပြောတော့ပြီးတော့ကျွန်တော်ဘာလုပ်ကြလို့လဲဆိုဘာလုပ်ကြမလို့လဲမနေ့က9နာရီကျလာခဲ့တော့တယ်ဒါပဲအဲ့ဒါနဲ့စီးရီးစသွင်းပြကိုလေး IC နဲ့မတွေ့ခင်ရတယ်တွေ့ပြီးတော့သူတို့နဲ့ဘယ်လိုလဲလောကကန်ရအဆင်ပြေတွေ့တဲ့နေ့ကလေးအောင်ပဲရအောင်သဘောကျသူတို့ကဘာဖြစ်သူတို့ကတစ်ပွဲလုံးလူလည်းညီတယ်ကွာတခုလုံးမယ်ဆိုလဲအကုန်လုံးလောက်ကြကန်ကြဆိုဝါဝါအဲ့ကစပြီးလောက်ကြမယ်လောက်ကြမယ်လောက်ကြအားလောက်ကြအဲ့ထိတ်ဆုံးခွေကြီးကနေအခုချိန်ဒီကလက်တွဲဖြစ်နေဒါလည်းဖြစ်သွားတယ်အကုန်လုံးအဲ့ကိုလေးအဲ့ဒီအခွေတွင်းနေတဲ့အချိန်မှာကိုငဲကနေမှာပဲလားဟုတ်တယ်ဒါမပါလေလုံနေတယ်တောင်ကြီးမှာဒီကောင်စီရီသွေးမိပြန်လာတော့ဒီကောင်ကြက်ပေးသေးတယ်ငါထုတ်ပြီးတော့မင်းစိုးမလားတဲ့အောင်အဲ့လိုကြီးတော့မဟုတ်သေးပါဘူးကွာမစိုးပြစ်လိုက်အဲ့တချင်းနောက် producer ပေါ်လာတော့ပေါ်လာလည်းဝိုင်းကြက်ပြီးတော့ကွာအဲ့မင်းစိုးပါလားပါညာအဲ့နဲ့တချင်းရပါဆူပြီးတော့တစ်နှစ်လောက်နောက်ကြာအဲ့ဒီမှာပြန်ဆင်းလိုက်တွင်းဖြစ်သွား IC နဲ့ပဲစသွင်းပြီးတော့ IC နဲ့ပဲတော့ရှောက်ဆူပြတာဟုတ်တယ်ဒီကောင်တွင်းကလေးကလည်းဒီဘဲတွေအကြောင်းလဲကြားနေတာသိနေတာဒီလူတွေနဲ့ကပဲငါတို့ကာတာနဲ့အဆင်ပြေပြီးပါတယ်ဆိုပြီးတော့လုပ်ဖြစ်သွားတာကိုယ်တိုင်က crazy ဖြစ်တယ်လို့ပြောအောင် IC နဲ့ပဲစသွင်းပြီးတော့ show ဆိုပြီးတော့လဲ IC နဲ့ပဲစဆိုပြတာIC နဲ့ပဲစဆိုဖြစ်တယ်မင်းကြတော့ show မှာစဆိုတယ် show ကကျွန်တော်မှတ်မိတယ်လို့ပြောရဲ69တကြံပေါ့69တကြံဆိုတော့ကျွန်တော်ခွေမထွက်ခင်အဲကျွန်တော်ခွေဂျူမှထွက်တာဂျူမှထွက်တော့69တကြံမှာကျွန်တော် IC နဲ့စိုးခွင့်ရတယ်ပေါ့အဲဒီတော့ manager အဲကိုလေးမန်နေဂျာပြီးရင်အကုန်ပြီးရခစ်ပေါ့ခက်ကဆရာကြီးပေါ့မင်းသူဖားမဟုတ်ဖားတာတော့မဟုတ်ဘူးအဲ့ကျွန်တော်ကိုလေးပြူတို့ကနေပြီးတော့ဆိုပါတဲ့ငါတို့ပြောပေးမယ်ပေါ့နော်အခုပြောပေးမယ်ဆိုပါကျွန်တော်လည်း IC နဲ့ဆိုခွင့်ရတယ်ဆိုတော့ဝမ်းတာတာပေါ့ဝမ်းတာတော့အဲ့ IC မှာဝမ်းတာညာကြီးတကြံဆိုတော့တင်မှာတရက်ကို2ကြိမ်စင်မတက်ရတယ်လေကျွန်တော်ဆိုမဆိုရပါမလားပေါ့နော်ဒီအဲ့မန်နေဂျာကိုလည်းမျက်နှာကိုနည်းနည်းကြီးကြီးနေပေါ့ဆိုတင်မအခုရလည်းမတော်ဘူးဒါကပြဿနာအဲ့လိုဒါပေမဲ့စုံခွင့်ရတယ်တော့တနေ့ကိုတစ်ကြိမ်နေမကောက်ဘူးနှစ်ကြိမ်စုံခွင့်ရတယ်အဲ့စီနဲ့အဲ့ဒီစတယ်ဇာနေဝမ်းပေါက်လားကိုဝိုင်းမပါဘူးကိုဝိုင်းကမြင်းကြီးနားသွားနေတယ်မင်းနဲ့မပါလားမပါလာဘူးထိတ်ဆုံးခွေကဘယ်လိုသွင်းဖြစ်တာထိတ်ဆုံးခွေကကျွန်တော်ရဲရဲနဲ့ပဲမလားဟုတ်တယ်ကိုရဲရဲနဲ့ပဲသူကအခွေထုတ်ချင်တယ်ဆိုတာနဲ့ထုတ်မယ်ပေါ့သူကဘယ်ဘန်နဲ့လုပ်မလဲဆိုတော့ကျွန်တော်ဆိုတော့မဖြစ်ခင်တည်းကလည်းကြိုက်ခဲ့ရတယ်ဒီ IC ဘန်နဲ့အခွေလုပ်ခွင့်ရမယ်ဆိုလုပ်မယ်ပေါ့သူကအဲ့နဲ့ IC ဘန်နဲ့အခွေလုပ်ဖြစ်သွားတာဇောပိုင်မင်းတကူတော့69မှာစလာမလားဟုတ်တယ်69ကုန်ကန်ကြီးလောက်မှာစပြီးတော့တဲဖြစ်တာတဲပြီးတော့ IC ပဲအဲ့တော့ဘောလည်းအဲ့တော့ IC အရန်ကြိုက်နေပြီလေသူတို့နဲ့ပဲတဲပြပြီးတော့နောက်2000ပြည့်နှစ်ကျတော့ထွက်ဖြစ်တယ်နောက်ပိုင်းခွေတွေလည်း IC နဲ့ပဲလုပ်ပြပါတယ် IC နဲ့လုပ်ပြတယ်ဆိုအဆင်ပြေတယ်ပေးယူမျှတာပေါ့